ဒါကျွန်တော်ကိုင်းနေတဲ့ပေးခန်းလေးပါနော်ပင်ငယ်တော့တော်တော်လေးကိုပင်လေး6ကက်ပြီးတော့မှတိတ်အထပြမကောနည်းနည်းလေးတက်သွားတယ်နော်အပင်နော်အပေါ်ပင်တော်တော်လေးတက်သွားတယ်အပင်ငယ်တော့လုံးဝ6ကက်ပြီးတော့လေစိုးမနေအခုကနည်းနည်းစိုးပြီးတက်လာလားအောက်ပွင့်နေတယ်တော်လေးတော့လိုက်လာရှားပါစေးရှားပါခင်းနေလို့ဖြစ်မိုးလေးတော့ရှိတယ်သူကကျွန်တော်လာပြန်လာကြည့်ရတော့ခါမိုးလေးနေရှိမိုးသွားမှာဒီဘက်ကပေးကောင်းနေရရှားနေဒီခန်းလေးဟိုတစ်ခါလာတော့နည်းနည်းလေးဟိုအပင်လေးကကြစ်ထုတ်ပြီးတော့မှမတက်ဘူးဟိုခေါင်းတွေဆိုးရပါဒီမဆိုးနေဒီကောင်လေးဆိုးပြီးပွားလာချင်းနေလာလေမဆိုးသူကအောက်ပွင့်ခင်းပြီးကိုရအပွင့်ခင်းပြီးသူကပွင့်သီးရဲနဲ့သူကတက်လာမှာပွင့်သီးရဲနဲ့တက်လာမှာဒီကောင်ကလေဘာကြောင့်ဆိုတော့ဆိုပြီးတော့မှအပင်ရဲ့ဒီကြီးထောမှုကရက်သွားတာမဟုတ်ဘူးသူကတက်လာအောက်မှာလေးပွင့်ရသူ့ရဲ့ဒီအပင်ရဲ့ဓမ္မတာအရအပွင့်ကတော့တောက်လျှောက်ပွင့်သွားတယ်အဲ့အသီးကိုတော့ကိုကများနေဆိုရင်ပိုးသက်စစ်ကောင်းများနဲ့တုံးပြီးယူပြီးထက်ပြီးအပင်လုတ် 我那边刚刚说不嘛。